ကျုပ်နာမည်ကတော့မချူဝေစင်ပါနေရာတော့ရန်ကုန်တိုင်းလဲကူမြို့နယ်လန်ဒဘူကြီးရမှာနေပါတယ်ရှင်အသက်ကတော့32နှစ်ရှိပါပြီလုပ်ငန်းကတော့မီယိုဖလာလုပ်ငန်းမှာကျမတို့ဆက်လက်လုပ်ကိုင်နေရတော့15နှစ်လောက်ရှိပါပြီရှင်အဓိကစိုက်ပျိုးတာကတော့ကြောက်စိမ့်ပန်းမှာပေါ်ပင်အနေနဲ့ကတော့တိပစ္စာပင်လေးလည်းစိုက်ပျိုးပါတယ်ရှင်ဒုံးကတော့ဒီနှစ်မှစပြီးတော့လက်တွဲဖြစ်တာပါစတိရကတော့ပဝင်းကျင်ကနေပြီးတော့အတိတယောက်လမ်းညွှန်လို့သိရပါရှင်ဒုံးကိုစပြီးတော့လက်တွဲဖြစ်တာဒီစိုက်ပျိုးရေးမှာဒီထက်မကတိုးချဲ့ခြင်းလို့ပါဒုံးရရတဲ့ချင်းငွေကိုဒီစိုက်ပျိုးရေးပိုင်းမှာဒီထက်မကတိုးချဲ့တဲ့နေရာမှာအသုံးပြုခဲ့ပါတယ်ဒုံးကတော့ပုံမှန်အပြင်ချင်းငွေတွေဆိုင်ရင်အတိုးနေတယ်တလားကိုအတိုးရင်ရောပေါင်းဆက်ရတဲ့အတွက်အချိန်တန်လို့ရှိရင်အတိုးရင်ရောကြည်တော့စိုက်ပျိုးသမားတွေအတွက်ဝင်မပြီးတော့ပါဘူးရှင်ကျတို့လုံနေတဲ့ပန်းစိုက်ခင်းတွေကတော့3လနေမှာတစ်ခါပွင့်တာပေါ့နော်တစ်နှစ်ပတ်လုံးမှာ4ချိန်စိုက်လို့ရပါတယ်အရင်ကတော့4ချိန်အပြည့်မစိုက်နိုင်ခဲ့ဘူးเนาะအခုဒရုန်းနဲ့လက်တွဲတဲ့ချင်းစပြီးတော့4ချိန်အပြည့်စိုက်နိုင်ခဲ့ပါပြီဒုံးနဲ့လက်တွဲရတာအဆင်ပြေပါတယ်ဒုံးနဲ့ချင်းငွေတင်တဲ့စာရွက်စာတမ်းကိစ္စတွေကလည်းတိတိကျကျလုပ်ကြတယ်လွယ်ကူပါတယ်မြန်ဆန်ပါတယ်ဒုံးနဲ့လက်တွဲရတာအဆင်ပြေပါတယ်ဒုံးကဆရာဆရာမတွေကလည်းအရန်ဝန်ဆောင်မှုကောင်းပါတယ်စိုက်ပျိုးရေးသမားတွေကိုအကြံပြုချင်တာကတော့အပြင်ကချင်းငွေယူလို့ရှိရင်အတိုးနှုန်းကြီးတယ်ဒီဒုံးကတော့အတိုးတက်တာတယ်တလားအတိုးနဲ့ရင်းနဲ့ပေါင်းဆက်ရတဲ့အတွက်အကျွေးကြည်တယ်အဲကြောင့်မလို့စိုက်ပျိုးသမားတွေကိုအကြံပြုချင်တာကတော့ဒုံးနဲ့လက်တွဲကြည့်ပါလို့အကြံပြုချင်ပါတယ်စိုက်ပျိုးသမားတွေကိုကူညီပေးနေတဲ့ဒုံးကုမ္ပဏီလည်းဒီထက်မကထွန်းရှည်တည်တံ့ပါစေစိုက်ပျိုးသမားတွေကိုဒီထက်ရေရှည်နှစ်တွေအများကြီးကူညီပံ့ပိုးပေးနိုင်ပါစေလို့ဆုတောင်းပါတယ်